မင်္ဂလာပါခင်ဗျာမဆဆောင်နဲ့တဲ့ရဲ့တမိုင်းတစ်လျှောက်အကောင်းဆုံးပလေးမိတ်ကာကဘာတူလဲဒေးဗစ်ဘက်ကန်လားဘော့စ်ကိုစ်လားအခုတော့ဒီစင်းရဲ့ထိတ်ဆုံးမှာနာမည်တစ်ခုပဲကြံပါတော့တယ်အဲ့ဒါကတော့2016မှာစံချိန်တင်ဂိုးဖန်တီးမှုတွေနဲ့အတူစံချိန်တွေရိုက်ချိုးမဲ့ record breaker ဖြစ်လာတဲ့ Bruno Fernandes ပါပဲဒီရာသီ2015-2016မှာ Bruno ကပုံမှန်ထက်ကိုပိုထူးခြားနေပါတယ်မလ15ရက်နေ့က Aston Villa နဲ့ပွဲမှာတင်သူဟာဒေးဗစ်ဘက်ကန်ရဲ့115ချိန်ဂိုးဖန်တီးမှုစံချိန်ကိုချိုးပြပြီး United ရဲ့တမိုင်းဝင်ဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။လက်ရှိ AB လအထိမှာတင်သူဟာပရီးမီးယားလိဂ်မှာဂိုးဖန်တီးမှု16ချိန်အထိရှိနေပါပြီ။ပရီးမီးယားလိဂ်ရဲ့တမိုင်းတစ်လျှောက်တရားသီအတွင်းဖန်တီးမှုအများဆုံးစံချိန်ဖြစ်တဲ့အချိန်20အာဆင်နယ်တိုက်စစ်မှု Onary နဲ့ Man City ကွင်းလည်လူဒီဘရိုင်းတို့ရဲ့စံချိန်ကိုချိုးဖို့နောက်ထပ်2ချိန်ပဲလိုပါတော့တယ်။ဒီ2016ခုနှစ်ထဲမှာတင် Bruno ရဲ့ခြေစွမ်းကကြောက်စရာပါဖေဖော်ဝါရီလဖူဝါနဲ့ပွဲမှာဂိုးဖန်တီးမှု2ကြိမ်မလ Aston Villa နဲ့ပွဲမှာဖန်တီးမှု2ကြိမ်နဲ့စံချိန်သစ်တင်ခဲ့သလိုပြီးခဲ့တဲ့ AB လ Leeds Chelsea နဲ့ Brentford ပွဲစဉ်တွေမှာလည်းအသင်းအတွက်အရေးပါတဲ့ဂိုးဖန်တီးမှုတွေ2ကြိမ်စီထပ်လုပ်ပေးခဲ့ပါတယ်ဒါပြင်သူဟာ United အတွက်ဂိုး100နဲ့ assist 100စံချိန်ကိုလည်းဒီနှစ်ထဲမှာတင်ပြည့်မြောက်သွားခဲ့ပြီးအသင်းရဲ့ Legends တွေနဲ့တဒန်းနဲ့ဖြစ်လာခဲ့ပါပြီလူနိုရဲ့အောင်မြင်မှုကကိန်းဂဏန်းနေတယ်မဟုတ်ပါဘူးသူဟာကွင်းထဲမှာတကယ်ကိုကောင်းဆောင်တစ်ယောက်ပါအတင်းဘော်တွေရဲ့နေရာလွတ်တွေကိုရှာဖွေပေးတာအဆစ်ကစားသမားတွေဂိုးရဖို့ယုံကြည်မှုပေးတာတွေကယခုနှစ်ကရွေးခဲ့ United ကိုတကြောပြန်အားကောင်းလာစေတဲ့အဓိကအချက်ပါပဲထို့သဖြင့်အသင်းရဲ့တိုက်စစ်မှုတစ်တွေနဲ့သူ့ရဲ့ကြားကနားလည်မှုဟာတင်းထက်တစ်နေ့ပိုကောင်းလာတာကိုမြင်နေရပါတယ်မန်ကာရီရဲ့တိုက်စစ်စင်တဲ့ကစားကွက်အောင်မှာ Bruno ကလွတ်လပ်လပ်ဖန်တီးခွင့်ရနေတာပါလက်ရှိမှာသူဟာပရီးမီးယားလိဂ်ရဲ့ key pass အများဆုံးကစားသမား109ချိန်အဖြစ်လဲရပ်တည်နေပါတယ်။ဒါဟာကံကောင်းလို့ရတဲ့ဂိုးဖန်တီးမှုတွေမဟုတ်ပဲသူ့ရဲ့တွက်ချက်မှုတိကျတဲ့ vision ကြောင့်ဆိုတာသက်သေပြနေတာပါ။အခုကြံနေတဲ့ပွဲစဉ်တွေမှာ Bruno ကနောက်ထပ်ဂိုးဖန်တီးမှု2ချိန်ရခဲ့ရင်ပရီးမီးယားလိဂ်သမိုင်းကိုအသစ်ပြင်ရေးတော့မှာပါ။ပရိသတ်တွေအားလုံးစောင့်ကြည့်နေတာကတော့ဒီရာသီမကုန်ခင်မှာသူဟာအဲ့ဒီ Magic number 21ကိုရောက်သွားမလားဆိုတာပါပဲ။စံချိန်တင်မှုလက်ရကန်လိုမှာ Bruno အောင်မြင်မလားဆိုတာရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာပါ။ကြန့်ရှိနေတဲ့ပွဲစဉ်တွေမှာ Bruno ကနောက်ထပ်ဂိုးဖန်တီးမှု2ချိန်ထပ်လုပ်ပြီးတရားသီတွင်ဖန်တီးမှုအများဆုံးစံချိန်20ကိုကျော်ဖြတ်နိုင်မလား။ခင်ဗျားတို့ကဘယ်လိုထင်လဲ။ကိုမမှာဆွေးနွေးပေးသွားကြပါဦး။ကြည့်ရှုနားဆင်ပေးခဲ့ကြလို့ကျေးဇူးပါခင်ဗျာ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။တဒါ